ဟင်းလမ်းလာထွက်လာရဲ့ အဲ့တူရီကတော့တာရဲ့လာစာမမေ့ဝယ်ပေးလိုက်လေမမေ့စီကနေမှတစင်သမီးလေးကတောင်းတုံးပေါ့နော် ဒါဘောမမရဲ့နော် ခါတိုင်းလိုပဲ မမတို့ကတမီးပြန်သွားစားရှင် နေဟုတ်နေတော့ကိုမတော်သေးဘူးအဲ့ဆိုပြန်မလာရမလားတန်းနာကြော်လေး မမေမဘောပဲလို့ဒီမှာခေါင်းရှော့မလို့စပင်းလေးကြမ်းထော်နေပြီ အဲ့စပင်ကအိမ်မှာရှော်လေးရလေဘာကိစ္စဆိုင်မှာတော့ရှော်မှာတော့ပတ်စံအတွင်းထဲကနှိုက်တာမဟုတ်ဘူးနော်တိလားနင့်အကိုရဲ့လာဆောင်တလားလုံးလောက်ငါတုံးနေရတာဟဲ့တူတူပြောအေးတီဝိုင်းမလွယ်ဘူး ဟာပတ်စံလာကောင်လဲကိုပေးမဲ့ဟာကိုပေးမဘောမရှိတော့ဘူးပတ်စံမရှိတော့ဘူး တော်ပါသေးရဲ့ကလီယာ၈ပတ်ဝါတော့ပြန်ဖြေးလို့ရတဲ့အထုပ်လေးရှိနေလို့ဈေးဖို့လောက်ငါလားသပင်ရရှိတော့ခေါင်းလျှော်ရည်ဘူးနဲ့လည်းအများကြီးကုန်ပါပေါက်လေလုံးဝရှင်းတယ်ဆိုတော့โอเคတာပေါ့ အေး ရှင်းမမေ ငါတသေးလေးတွေကင်မယ်ပစိုးတသေးလေးတွေခေါင်းချွေမယ်ကင်းဖို့နဲ့ဒီချင်းကောင်တခါတည်းကင်ကြက်သေးချက်မြစ်စားနေတယ်ပြီးရင်ကြက်ကိုတခါတည်းကြက်ဥတွေကိုတခါတည်းတန့်စင်အောင်လုပ်ပြီးတော့တခါတည်းထိတ်ချက်မကြလားနော် ဟုတ်မမေဟုတ်အော်မမဟင်းချလို့ရှိရင်လေဘေးစရရည်နဲ့မချက်နဲ့နော်ရိုစီယာတောက်ရည်နဲ့ပဲစားချင်တာအော်ပြီးတော့လေငါးလေးတွေကိုလည်းလေဟိုနှင်းနဲ့ပြအောင်ကင်နော်နှင်းနဲ့နံလို့ရှိရင်ရိုစီမစားချင် အမရိုစီရဲ့မမသိပါရဲ့တေချာလေးလုပ်ပြီးမယ်နော်။အော်မမေဟိုအေးရဲ့အတော်လေးနေမကောင်းလို့တဲ့အဲ့ဒါညနေကြလို့ရှိရင်လေအေးတော့အင်ခဏလောက်သွားလို့ရလာရင်မမေ အော်အေးရဲ့ကိုကချွေးမဖြစ်လာပြီလေချွေးမဖြစ်လာပြီဆိုတာနဲ့ရောက်ခမနဲ့ကိုယောက်ျားကိစ္စအပြင်ကဘာမှအရေးကြီးတဲ့ကိစ္စဘာမှမရှိဘူးနော်ထမင်းဟင်းတွေချက်ပြီးရင်သွားမပြီးရင်မသွားနဲ့ပြီးရင်ငါသားကဦးဖေးရပူတွေစားတာအရမ်းကြိုက်တာဟင်းတွေချက်ပြီးသွားလို့ရှိရင်သိချာခတ်မယ်ပြီးသွားရင်ကြောင်ထဲကိုထည့်ပြီးတင်ထားမယ်နော် ဟုတ်ကဲ့ပါမမေ လုံးလိုက်အောင်နော် ဆက်တယ်စင်ပါ မမေဘာလို့ခေါ်လဲ ဘာပိုက်စားဘူးလား ကိုကြောက်ထမင်းပြပါလား အော်ခေါ်လေ မမေခေါ်လိုက်တယ် အေး အကြောက်လား အော်နေခေါ်နေခေါ် အေးရမအေးမေခေါ်နေလေ လာပြီဟုတ်မမေဘာခိုင်းစားရှိလို့လဲ ငေါညနေထမင်းစားတော့မယ်ညနေစားပြင်လိုက်တော့ ဟိုတမီးလဲဗိုက်စာနေရတဲ့တော့တခါလေးပြင်လိုက်မယ်နော် အော်ညက်စားမလို့လားစားနေဦးလေခဏရင်ညက်ကြပြန်လာတော့မှာငါသားတယောက်တည်းထမင်းမစားတတ်ဘူးနော်ထမင်းလက်ဆိုစားကြင်ပါဗောသူလည်းဘိုက်စားနေရလားအစာခံလိုက်နော်ကြီးကအိမ်အောင်တယ်ပဲအပြူမမဟုတ်တာတော့စားမယ်ခူထားလိုက်တော့ တော်မမကူလိုက်အောင်နော် မောင်ပြန်လာပြီလားဟုတ်တမီးလေးတခါ ဒီမှာစားလာရဲ့အေးရဲ့ဒီနေ့တော့မစားတော့ဘူး မောင် ညာ ဟိုအေးတို့အိမ်ခွဲနေရအောင်လေ ဟာမဖြစ်သေးပါဘူးအေးရဲ့မောင်မမေကနှလုံးယောဂလေမောင်တို့အိမ်ခွဲနေလို့ရှိရင်မိယောဂတွေပိုးဆိုးသွားမှာပေါ့ အေးမော်လေအေးကမောင်ချစ်တဲ့သူပဲမောင်မောင်မေမေကိုချစ်တယ်ဆိုတော့အေးကနားလဲပေးရမှာပေါ့ ကျေးဇူးပါလေအေးရဲ့အေးသပင်ကကောင်းလိုက်တာညံ့နေတော့ပဲ လူညံ့မှာပေါ့မောင်ရဲ့အေးကဒီကလီယာရဲ့ပြန်ဖြစ်သုံးရဖေးထုတ်လေးနဲ့ခေါင်းလျှော်ရလေးမောင်ရဲ့သူက quality လည်းကောင်းတယ် budget လည်း safe ဖြစ်တယ်ဆိုတော့အေးတို့လို action မရဲ့အတွက်ကအကြိုက်ပဲပေါ့ပြီးတော့မမေကပတ်စံအကန့်အသတ်နဲ့တုံးလိုက်လာတယ်ပေါ့ ဟောမောင်ပတ်တယ်ပုံချနေသေးလို့ပါအဲ့ဒါကပိုချနေအောင်ပြုရမယ်ပါ မမအေးမမအပြင်တော့ဘာလို့အလောက်လှအများကြီးပြင်နေရလဲမမအရင်လှကျင်လာရနော်ဘာလဲကိုကိုအပြင်နောက်တစ်ယောက်ရှိနေလို့လားမမေမမေဒီမှာလာကြည့်ပါအောင်မမေချွေးမအလှလေးကို အေးရဲ့ပြင်သွားတာဘာလို့လောက်လှချင်နေရတာလဲဟာလေငါသားပြင်ကြီးကနောက်ထပ်တစ်ယောက်ထပ်ရှိချင်နေရတာငါ့ကိုပြောနေဖောက်ပြန်ပဲအရေးကြောင်ငါမြင်နေရရနော်ဖောက်ပြန်နေဆိုတာငါတို့မျိုးရဲထဲမှာလည်းမရှိဘူးဘယ်တော့မှလည်းမရှိဘူးမရှိခဲ့ဘူးမရှိအောင်လည်းငါတို့ကြိုးစားမှာနော်ဟုတ်တော့ပြန်လေ မမေအဲ့ဒီပန်းအောင်လို့စီဝချင် ဟို နော် ရိုစီဝစ်ချင်လာလားအေးညအိမ်အောင်တယ်ငါသမီးကအပြူလှစရာမလိုအဲ့ဒီချွတ်မငါသမီးကိုလာပြလိုက်
ညာလည်းညှိလိုက်တာမမေဒီမှာလာကြည့်ပါအောင်ဒီမှာဖမင်းမကန်ထဲမှာလဲသပင်းနဲ့သပင်းရလဲအရှိန်ပဲရမ်းယုံတာပဲရိုစီတန်းကြိုက်တယ်ဆိုတာမသိဘူးလားမမေရဲ့လာကြည့်ပါအောင်ဒီမှာသပင်းရအရှိန်ပဲဒီလောက်အရှိန်ဆိုလို့ရှိရင်အမတယောက်ဝဲနေမှာပေါ့အိမ်မှာဖားလာနဲ့အမြဲတူပဲရှိတာ ဟဲ့ဟုတ်ပါနေထမင်းချက်တုံးကနေစပယ်အဲ့ဒီဖားချတာလားမစည်းဘူးလားမထုံထားဘူးလား မဟုတ်ပါဘူးမမေရဲ့အေးဟင်းချက်လို့ရှင်အများနဲ့စပင်းကိုစီးပြီးမှချက်တာပါအဲ့ဒါအေးစင်မှာမဟုတ်ပါဘူး မဖြစ်နိုင်ဘူးမမေအဲ့ဆိုဒါဘာလို့သပင်းဖြစ်မှာလဲဒီလောက်တူဖားလာလေးလုံးနေမှာတူတူဖင်ဖင်နေမှာပေါ့ ဟိလေနီးရလေးသလားအကျစ်စာကြီးတောင်မကောင်းအမြဲတမ်းလိန်နေကလိန်ကကြစ်ငါတို့ပြမယ်ဒီအိမ်မှာစပယ်ရှိတာနေတယောက်ပဲရှိတယ်ဟင်းချက်တာလည်းနေတယောက်ပဲရှိတယ်ငါတောင်ငါသမီးရောအတန့်ပြက်အရန်ကြိုက်တယ်နော်ဒီစပယ်နေစပယ်မဟုတ်လို့ဘူးစပယ် အဲ့ဒါအေးစင်မှာမဟုတ်ပါဘူး ဘာမှမဟုတ်ဘူးမမေအခုဒီမှာသပင်းပါနေပြီလေအဲ့ဘယ်လိုလုပ်မှာလဲမမေသူ့ကိုတခါလေးပြောနော်သူဒီအိမ်မှာဆက်နေမယ်ဆိုလို့ရှိရင်သူအဲ့သပင်းကိုညှက်ခိုင်းမမေ ဟုတ်တယ်နီးရငါသားနဲ့ပေါင်းအောင်အဲ့တော့ဒီအိမ်မှာဆက်နေမှာမလားဆက်နေမယ်ဆိုလို့ရှိရင်နေစပယ်ကိုညှက်ရမယ်အဲ့စပယ်တိုင်းထားနိုင်အမြဲတမ်းဖားလာပလားဆိုကလိန် မ တော့ မေအေးတီးခံလာအရမ်းများနေပြီနော်အေးပြောပြပြီးသားပဲအေးစပင်ကအေးစပင်မဟုတ်ပါဘူးလို့အေးကအများနဲ့ကလီးယာကောင်းလျှော်ရင်းနဲ့လျှော်တာအဲ့တော့စပင်လည်းမကျွတ်တယ်လို့ဘောက်လည်းလုံးဝမထားအောင်အဲ့စပင်ကအေးစပင်လုံးဝစပင်မဟုတ်ဘူးမေမေတို့ဒါလေးတွေ့ကြရခေါင်းလျှော်ရင်းနဲ့လျှော်ပြီးမေမေတို့သားမင်းညောင်ရဲ့စပင်မဲနေမှာပေါ့အေးအဲ့လိုမပြောပါနဲ့မကြိုက်ဘူး ဟဲ့ရနေတယ်တော်တော်ရိုင်းဆိုင်တာပဲနေမေကအဲ့လိုယူတူမာတို့ပြန်ပြောရမယ်လို့သင်ပေးလိုက်တာလားဟလားရိုင်းဆိုင်မရဲ့အေးငါပြောပြမယ်နော်မြန်မာပြည်မှာထွေးမရောက်ခမကိုပြန်ပြောတာပြန်ပြီးတော့ရိုင်းတာမရှိသေးဘူးနော်ဘတော်မှလည်းမရှိသေးရအောင်အဲ့တော့နေကိုငါသားနဲ့သဘောမတူနိုင်ဘူးနေကိုငါသားနဲ့ကြွားရှင်းခိုင်းမယ်အဲ့တော့နေတက်တက်လုံးတစ်ခုလက်တက်လင်ကဘောကနေတက်တက်လုံးရှင်းတာသွားတယ်ငါ့ရုံကသင်သွားစပိတ်တက်မှာ သမီးဘာဖြစ်လာတာလဲ သမီးဟိုအိမ်မောကနေဆင်းလာခဲ့ပြီ သိပြီမေမေသိပြီသမီးလူဆိုတာလေဘဝမှာတစ်ခါတော့မားသက်ကြလာပဲအဲ့ဒီအမကိုသမီးသိရင်ပြီးပြီလာမေမေနဲ့လိုက်ခဲ့ ဟုတ်မသေးသမီးလေအကြီးဆုံးသားတွေနဲ့မမဘွိုင်းတို့သမီးလုံးဝရှောင်လိုက်ပြီမေမေ ကလီးယာဘောက်လုံးဝရှင်းပြီးစံသားကိုနူးညံ့ပြော့ပြောင်းစေပါတယ်ရှစ်ပတ်အဝသုံးပြန်ဖြည့်သုံးအထုပ်သစ်